ကချင်ပြည်နယ်မြစ်ကြီးနားလေဆိပ်တွင်ဒရုန်းတစ်စင်းပစ်ချခံရပြီးမြန်မာမျိုးသားလေကြောင်းလိုင်း MNA လေကြောင်းလိုင်းကလေယာဉ်တစ်စီးရဲ့အမိပိုင်းထိမှန်ခဲ့ပါတယ်။မြစ်ကြီးနားလေဆိပ်ကနေထွက်ခွာဖို့ပြင်နေတဲ့လေယာဉ်ရဲ့အမိပိုင်းကိုမနေ့ကဖေဖော်ဝါရီ20ရက်ည8:45မိနစ်ချိန်မှာဒရုန်းထိမှန်ခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေစီကသိရပါတယ်။ဖြည်းဖြည်းလာပေးပါဖြည်းဖြည်းလာပေးပါဒရုန်းကိုလေဆိပ်ကစောင့်တွေကပစ်လို့ပြက်ကျပြီးလာထိတာလို့လည်းပြောတယ်။လေရင်ကတော့အမိပိုင်းထိတယ်လူထိခိုက်မှုမကြဘူးလို့သတင်းရင်းမြစ်က ARD Times ကိုပြောပါတယ်။လေရင်မိပိုင်းထိမှန်ပျက်စီးမှုအချို့ရှိပြီးနောက်ပတ်ဝန်းကျင်မှာပြစ်ခတ်တံတွေကြားရပြီးခရီးသည်တွေလည်းလေရင်ပေါ်ကဆင်းပြေးကြတယ်လို့ဆိုပါတယ်။လေဆိပ်ကစစ်သားတွေပြစ်တာလားမပခဘက်ကပြစ်တာလားတော့မသိဘူး။လက်နက်ကြီးနဲ့ပါထုနေတာတနက်တန်လည်းကြားရတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ12ရက်နေ့ကလည်းမြစ်ကြီးနားလေဆိပ်ကိုအသေးခံဒရုန်းတစ်စင်းကြားရောက်မှုရှိပြီးစစ်ကော်မရှင်ဘက်ကကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တွေရဲ့လုံရန်လို့ဆွဆွဲထားပါတယ်။